Water 7 ကျွန်းသားကိုခွေးကောင်းပုံစံနဲ့ရေတပ်သင်္ဘောတစ်စီးကတ်လာတာကြောင့်ဇီရိုကအဲ့အကြောင်းအိတ်နေတဲ့လူဖီကိုတောက်ပြပြဖို့စဉ်းစားလိုက်ပြီးမြင်တင်းနဲ့လမ်းပြောင်းနေရကြောင်းသူတယောက်တည်းတိုင်ပတ်နေတယ်ရေတပ်ဌာနချုပ်ရဲ့ Voice America Gap ဦးဆောင်တဲ့ Navy အဖွဲ့ကမြို့တော်ဝင်ရဲ့အသက်သခင်ကျေးဇူးရှင်ပင်လယ်သမားတွေကိုဖမ်းဖို့ရောက်လာခဲ့ပြီဖြစ်ပါတယ်ရေတပ်ထဲမှာနာမည်အကြီးဆုံးဖြစ်ပြီးဂိုးရော်ဂျာနဲ့တော့အချိန်ပေါင်းများစွာထိတ်တက်ရီဆိုင်မှုခဲ့တဲ့ဒန်နာရီဝင် Marine တပ်သား Gap ဖြစ်နေတဲ့အတွက်လွမြောက်စရာလမ်းမရှိတော့ပြီမြင်ဇီရိုကတော့အဲ့အချိန်ဒီလမ်းပြောင်းနေတော့ဖြစ်ပြီးရေတပ်ကအရင် Guerrilla Company ကိုကြောက်သွားခဲ့ပါတယ်ဒါပေမဲ့ Gap ကအရှိပေါက်ကနေမဝင်ပဲနိုင်ရန်ကိုလက်တီးနဲ့ဖြုတ်ပြီးဝင်ချသွားတဲ့အပြင်အထဲမှာရှိနေတဲ့ကောက်ရိုးထုတ်အဖွဲ့ဝင်တွေကိုဂယုမဆိုင်ဘူးကပတိန်ဖြစ်တဲ့ငန်းကီတီလူဖီကိုပြင်မြန်လာတဲ့အချိန်နဲ့တက်ခိုက်လိုက်တော့လူဖီကမြက်ကလူးဆက်များနဲ့ချက်ချင်းထပြီးနားတယ်လို့အော်ဒါကိုကြားလိုက်ရပါတယ်ပုံမှန်ဆိုရင်ရာဘာလူသားကအထိုးခံရရုံနဲ့နာမမဟုတ်ပြီမြင် Gap ကတော့အချစ်တွေပါတဲ့လက်တီးကိုမတားဆီးနိုင်ဘူးလို့ပြောလိုက်တဲ့အပြင်လူဖီကလေသူ့ရှိရ Gap ကိုအဖိုးလို့ထားခေါ်လိုက်တဲ့အတွက်အကုန်လုံးမျက်လုံးပြူကုန်ကြပါတယ်ခေါ်လိုက်တဲ့အတွက်အကုန်လုံးအံ့ဩကုန်ကြတယ်သူတို့ရဲ့ Voice America မှာရေးရှိမှမသိခဲ့တဲ့ရေတသားတွေနဲ့မစက်အဟောင်းသားဖြစ်ကုန်ကြပါတယ်Gap ဆိုတာကရေတပ်ရဲ့ hero မို့လို့မယုံကြည်နိုင်ရပြီလူဖီကိုယ်တိုင်ကသူ့အဖိုး Gap ကိုအတော်လေးကြောက်လန့်နေတဲ့အပြင်ငငယ်ရဆိုရင်အဖိုးကြောင့်သူခဏခဏတေးမလို့ဖြစ်ခဲ့ဘူးတဲ့အကြောင်းပြောပြလိုက်ပါတယ်Gap ကတော့လူဖီကိုမိုးပြန်မူအောင်နဲ့ချီပြီးကောင်းကင်ပေါ်လွှတ်လိုက်တာတောနဲ့ထဲကိုညဘက်ကြီးတယောက်တည်းလွှတ်လိုက်တာနဲ့အောက်ခြေတော်မရှိတဲ့အကြောင်းနဲ့တွန်းချခဲ့တာကလူဖီကိုတန်မာတဲ့သူတယောက်ဖြစ်လာစေချင်လို့ဖြစ်ပြီးသူ့ရဲ့တငယ်ချင်းစီမှာ Ace နဲ့အတူတူအပ်ခဲ့ရင်းနဲ့ရေတသားကောင်းဖြစ်လာအောင်လေ့ကျင့်ခိုင်းလိုက်ပြီးအခုလိုပင်လယ်သမားတယောက်ဖြစ်လာတဲ့အတွက် Gap ကသူ့မြေကိုအတော်လေးဆုံးမနေချင်ခဲ့တာဖြစ်ပါတယ်။ဟိုစပင်းဒီကြောင်ကောင်ကိုအားကြမနေနဲ့လို့ပြောတော့လူဖီကလည်းရှန့်ကိုထိရင်လုံးဝမခံတဲ့အတွက်မြေဖိုးနှစ်ယောက်အခြေအတင်ဖြစ်နေကြတဲ့အပြင်ရန်ထင်းနှစ်ယောက်လုံးအိပ်ပျော်သွားတာတွေ့တော့မှတကယ်မြေဖိုးဆိုတာလက်တွေ့ရုံလိုက်ရပါတယ်။ Gap ကလူဖီကိုအားရအောင်ဆုံးမပြီးမှရှန့်ဆိုတာကနည်းနည်းရရပင်လယ်သမားတယောက်မဟုတ်ဘူး။ YPN နဲ့ဒန်တို့ Grand Line ရဲ့တဝက်ကိုအုပ်စုတဲ့ Four Empire ယွန်ကို၄ယောက်ထဲကတယောက်ဖြစ်တဲ့အပြင်သူတို့ယွန်ကို၄ယောက်နဲ့အင်အားကြီးညီတာကရေတပ်ဘက်က Navy Headquarter နဲ့ဝါလောက်9ယောက်ပဲရှိတဲ့အကြောင်းပြပြလိုက်ပါတယ်။အဲ့ဒီအင်အား၃ခုရဲ့ညှကြည့်တာရေးရိုင်သွားရင်ကဘာကြီးရဲ့ငြိမ်ငြိမ်ပျက်စီးရလောက်တယ်လို့ပြောကြတဲ့အချိန်တန်မာတဲ့ပင်လယ်သမားတွေလို့ပြောပြလိုက်တော့လူဖီကအဲ့လောက်ရှုပ်ထွေးတာကိုနားမလည်ဘူး။ရှန့်နေကောင်းရင်ရပြီလို့ရေရွတ်လိုက်ပါတယ်။အဲ့တော့မှနာမည်လေလူဖီကိုကောက်ရိုးထုတ်ပေးခဲ့တဲ့သူကယွန်ကိုတယောက်ဖြစ်နေရကိုသိလိုက်ရပြီ။လမ်းပြောင်းနေတဲ့ဇီရိုကလည်းလူမိုက်လေးတွေကိုစုံမရင်းနဲ့လိုက်ဖို့ခိုင်းလိုက်မှ Guerrilla Company စီရောက်လာတာကြောင့်သူ့ထက်အရင်ရောက်နေတဲ့ဈေးတက်နဲ့ပြဿနာတက်နေတော့ Gap ကမင်းတို့တွေတွားတာကြည့်လို့လက်အောက်က2ယောက်ကိုအမိတ်ပေးလိုက်ပါတယ်။ဇီရိုကလည်းပြန်ပြီးခုခံနေလို့လူဖီကတားဖို့လုပ်တော့နောက်တစ်ယောက်ကဝင်တိုက်လိုက်တဲ့အပြင် Shift ကိုသုံးလက်နေပြီ။ CP9 ဝန်တော်ထုတ်လာတဲ့ကောင်တွေမို့လို့ Shift ရဲ့လှုပ်ရှားပုံကိုအလို့ရနေရကြောင်းတခဏအတွင်းမှာဇီရိုနဲ့လူဖီတို့ကအနိုင်ရသွားကြပါတယ်။ဒါပေမဲ့လူဖီအောက်ကစပင်ပန်းရောင်တဲ့ကောင်တွေကသူတို့2ယောက်ကိုမတွေ့ရကြတဲ့တငယ်ချင်းတွေလိုရင်းရင်းနှီးနှီးနှုတ်ဆက်နေတဲ့အပြင်သူ့နာမည်ကခိုပီလို့ပြောပြလိုက်ပါတယ်။တချိန်ကပူပူသေးသေးနဲ့အငိုတန်ပြီးရေတပ်ထဲကိုအရန်ဝင်နေလို့လူဖီကဲပေးခဲ့တဲ့ခိုပီကအခုလောက်ထိထွာလာတာမျိုးရုပ်ပြရမှတ်မိပြီပဲ။ခိုပီမှန်းလဲတီးကိုလူဖီကအံ့ဩသွားတဲ့အပြင်သူတို့ကျေးဇူးကြောင့်အခုနေရာကိုရောက်ခဲ့တာမို့ဇီရိုနဲ့လူဖီကိုခိုပီကအလေးပြုလိုက်ပါတယ်။လူဖီရဲ့အပေါ်ဂက်ပြက်လက်အောက်မှာပြင်းပြင်းထန်ထန်လေ့ကျင့်နေအခုလိုပြောင်းလဲသွားတာဖြစ်ပြီ။လူဖီရောဆိုလိုပါ2ယောက်လုံးကဟမ်မပိုကိုတော့လုံးဝမှတ်မိလို့တချိန်ကဇီရိုကိုတေးတယ်ပေးဖို့လုပ်ခဲ့တဲ့ကပတိန်မော်ဂန်ရဲ့ကဟမ်မပိုလို့ပြောပြလိုက်တော့မှနှစ်ကောင်လုံးဝမ်းမသာပဲဖမ်းမိသွားကြပါတယ်။ Gap ကသူ့ရဲ့အကျင့်တိုင်းပို့ပြီးအထာကျအောင်အရှိရမဝင်နဲ့တမင်တကနိုင်ရန်ကိုဖောက်ဝင်ခဲ့တာမို့လို့သူ့တပည့်တွေကိုပြန်မြင်ဖို့ပြောတော့သူ့ဘာတခါလေးပြန်ကူပေးလိုက်ရ